Hello အားလုံးမင်္ဂလာပါရှင်တက်ဆောင်မပေးရနာနဲ့မကြောင့်မြရနာတော့ပြန်လဲကြဆိုလိုက်ပါရှင်ဒါလေးကပေးရတော့မဟုတ်ဘူးပေါ့နော်ဒါလေးကစလင်းဝါလေးနော်တွေးထားလေးပါအသေးပုံလေးပေါ့နော်ဒါကတော့ခရမ်းဆွဲလေးလာမလာနော်ခရမ်းဆွဲလေးပါဒီမှာနော်ခရမ်းဆွဲလေးပါရှင်လူချင်းတဲ့လူတွေရှိရင်အထက်ခတ်ချင်းလိုပဲဖြစ်ဖြစ်လူချင်းတဲ့လူတွေရှိရင်အပေးလို့ရပါတယ်နော်ဒါလေးကတော့တဘာဝခရမ်းဆွဲလေးပါနော်ကြောက်တာတန်လေးပါနော်လူချင်းတဲ့ဆိုရင်အပေးလို့ရပါတယ်နော်ဒါပါမီးရောင်နဲ့မှမတုံထားဘူးမီးကြောင်လေးပဲဖွင့်ထားနော်လှနေရောပဲလူချင်းတဲ့လူတွေရှိရင်အပေးဖို့အတွက်ကိုဖိတ်ခေါ်ပါရှင်အထက်ခတ်ချင်းတဲ့လူတွေရှိပါမယ်နော်ဝိနေရတော့ site ဆုံးရှိပါမယ်ငကက်လုတ်ချင်တဲ့ငကက် site ရှိမယ် local site ရှိမယ်လက်စွပ် site လေးရှိမယ်နော်ဒါလေးရ natural လေးပါနော်ကျွန်တော်မိုးကုတ်ကထွက်တဲ့တဘာဝ natural လေးပါနော်လုတ်ချင်တဲ့ဆိုရင်တော့အပေးလို့ရပါတယ်ဒါကျမတို့မြန်မာနိုင်ငံတွင်းထွက်ပါနော်ပြောဖို့ကြံခဲ့ရပါနော်ဒီနေ့26ရက်နေ့17လပိုင်း2005ပါနော်အခုတအားလောက်နေကျွန်တော် like လေးရှိပါမယ် like ထဲဝင်ခဲ့ဖို့အတွက်ကိုဖိတ်ခေါ်ပါရနော်2025မှာပစ္စည်းဝယ်ယူထားတဲ့မိတ်ဆွေများ2025မှာပစ္စည်းများဝယ်ယူထားတဲ့မိတ်ဆွေများအားလုံးဖိတ်ခေါ်ပါရနော်ကျွန်တော်ရဲ့ like ထဲမှာဝင်ပြီးတော့လက်ဆောင်လေးတွေဝယ်ယူပါလို့ဖိတ်ခေါ်ပါရှင်အားလုံးကျေးဇူးများတင်ပါတယ်နော်